သူကပေါင်းမင်းတွေကဒီသိနှံပင်တွေကိုဟာရလူရတဲ့အခါမှာအပေါ်ကဒီမြေကြီးထဲမှာရှိတဲ့အစာအာဟာရတွေလူယူစားသုံးတယ်အပေါ်ကနေကျွန်တော်တို့တောင်သူတွေကျွေးတဲ့မြေဩဇာတွေဖြန်းတဲ့ရွက်ဖြန်းတဲ့အားစိတွေကိုလူယူစားသုံးပါတယ်လူယူစားသုံးတဲ့အခါမှာပေါင်းမင်းတွေကဒီသိနှံပင်တွေရဲ့အမြင့်ဖွဲ့စည်းမှုအားတအားကောင်းပါတယ်အဲ့ဒါကြောင့်သူကဒီလူယူစားသုံးဖို့ကလည်းတအားကောင်းပါတယ်ဒါကြောင့်ခုနကသိနှံပင်ကကျန်ခဲ့ပြီးမှပေါင်းမင်းတွေကတဖြည်းဖြည်းနဲ့ကြီးထွားလာတော့သိနှံပင်ဆုံးရှုံးမှုဖြစ်တာပါခုနကပြောသလိုပါပဲဒီပေါင်းမင်းတွေဟာသိနှံပင်တွေကိုဖျက်ဆီးတဲ့အခါမှာစားတောက်တဲ့အာဟာရတွေကိုလူယူစားတော့ဖျက်ဆီးတယ်ပြီးတော့သိနှံပင်ထဲမှာဒီပိုးတွေမွှားတွေကိုလက်ခံပင်အဖြစ်နဲ့သိနှံပင်တွေကိုတစ်ဆင့်ကူးတက်စေတယ်ဒါဒီလိုနည်းတွေနဲ့သိနှံပင်တွေကိုဖျက်ဆီးပါတယ်ပေါင်းပင်လို့ဆိုလိုက်တဲ့အတွက်ကြောင့်ဒါပေါင်းပင်ဒီမလိုလားအပ်တဲ့ပေါင်းပင်လို့ပြောလို့မရဘူးလုံးဝမလိုလားအပ်တဲ့ပေါင်းပင်လို့ပြောလို့ရပါတယ်ပြီးတော့ဒီစိုက်ခင်းထဲမှာရှိတဲ့ပေါင်းပင်တွေကတချို့ပေါင်းပင်တွေဆိုပြီးတအားလှပါတယ်ဒါမဲ့ဘလောက်ပဲလှနေပါသေးအဲ့ဒီပေါင်းပင်ဒီမိမိစိုက်ပျိုးထားတဲ့သိနှံပင်အစာတော့လူယူဖြည့်ဆည်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ကမဖြစ်မနေတုတ်တင်ရှင်းလင်းရမှာဖြစ်ပါတယ်ပေါင်းပင်တွေမှာအဓိကကျရောက်တဲ့ပေါင်းအမျိုးအစားကတော့အခြေခံအမြင့်တော့၃မျိုးပေါ့ကျွန်တော်ဒီမြက်အုပ်စုမြက်မုံညင်အုပ်စုနဲ့ရွက်ပြားအုပ်စုဆိုပြီး၃မျိုးခွဲခြားတာပါတယ်ဒီပေါင်းပင်တွေကိုတတ်တဲ့နေရာမှာကျွန်တော်ဒီရွေးချယ်မဲနဲ့ရွေးချယ်ပေါင်းသက်ဆေးဆိုပြီးနှစ်မျိုးရှိပါတယ်ရွေးချယ်မဲပေါင်းသက်ဆေးဆိုတာကကျွန်တော်တီးနှံစိုက်ခင်းမရှိသေးဘူးတီးနှံပဲမရှိသေးတဲ့အခင်းမှာမြက်တွေပဲရှိနေတဲ့အချိန်မှာကျွန်တော်တို့ကရွေးချယ်မဲပေါင်းသက်ဆေးနဲ့တုတ်တင်ရှင်းလို့ရပါတယ်ပြီးတော့ဒီစိုက်ခင်းထဲမှာရှိနေတဲ့ပေါင်းဆိုလို့ရှိရင်ကျွန်တော်ရွေးချယ်ပေါင်းသက်ဆေးနဲ့တတ်လို့ရပါတယ်မိမိစိုက်ပျိုးထားတဲ့တီးနှံအလိုက်ရွေးချယ်ပြီးတော့မှဒီရွေးချယ်ပေါင်းသက်ဆေးတွေကိုရွေးချယ်ပြီးတော့မှတုတ်တင်ရှင်းလို့ရပါတယ်ပေါင်းသက်ဆေးကတော့မဖြန်းသိတဲ့အချိန်တော့မဟုတ်ဘူးဖြန်းသိတဲ့အချိန်လည်းရှိတယ်မဖြန်းသိတဲ့အချိန်တော့ဒီပေါင်းဟာကြီးတည်ငယ်တည်မတော့ကြီးတဲ့အချိန်မှလည်းကျွန်တော်လွန်သွားရင်လည်းဖြန်းရမှာပဲအဲ့တော့အကောင်းဆုံးကတော့ကျွန်တော်တို့ဒီပေါင်းပင်နှစ်ရွက်ထုတ်တဲ့အချိန်အပင်ငယ်ငယ်မှာဒီပေါင်းပင်တွေကိုရှင်းလင်းထားတာအကောင်းဆုံးပဲအဲ့တော့ဆိုလိုတာကကျွန်တော်တို့ဒီစပားမှာဆိုလို့ချင်းတစ်လအတော်တွင်မှာစပားပင်ရလွယ်လို့ကျန်တဲ့ပေါင်းတွေအကုန်လုံးရှင်းလင်းထားရင်စပားပင်အထွက်ရမှာဖြစ်ပါတယ်မြက်သီးပင်နဲ့စပားပင်ဆိုလို့ချင်းမြက်သီးပင်ဟာအောက်ခြေမှာခြေချင်းပါတယ်စပားပင်မှာမပါပါဘူးဒါဒီပုံစံကိုကြည့်ချင်းအပြင်စပားပင်နဲ့ကျွန်တော်ဒီပေါင်းပင်ကိုခွဲခြားလို့ရပါတယ်လှနေတဲ့ပေါင်းပင်အမျိုးသားလေးကကျွန်တော်ပန်းအမျိုးသားလေးတွေနှမ်းပင်အရိုက်ပေါ့ကျွန်တော်ဒီနှမ်းပင်အရိုက်ခေါ်တယ်ကျွန်တော်ဒီမြေပဲသီးနှံထဲမှာဆိုလို့ချင်းပေါက်တဲ့ကြက်မုတ်ဆိုလို့ချင်းအပေါ်အဖြူရောင်အပွင့်လေးတွေအပူရောင်ပြိုလေးနဲ့အစိမ်းရောင်လေးနဲ့ဒါလှပါတယ်နှမ်းပင်အရိုက်ဆိုလို့ချင်းသူဒီကန္နမာပန်းပုံစံမျိုးကျွေပန်းလိုပုံစံမျိုးလေးတွေအပေါ်နှမ်းအပွင့်အဖြူလေးတွေနဲ့အောက်ကအရွက်အပြားလေးတွေနဲ့အမတန်နှင်းရလဲကြက်ပါတယ်အဲ့လိုပေါင်းပင်လေးတွေကအမတန်လှပါတယ်